ကိုယ့်ရဲ့ API ကို Mobile Developer တယောက်ကခေါ်သုံးလိုက်တယ်။ဒါပေမဲ့ response ပြန်လာဖို့က10စက္ကန့်လောက်ကြာနေမယ်ဆိုရင်အဲ့ဒီ app က time out ဖြစ်သွားမှာသေချာပါတယ်။ဒါဟာ API တစ်ခုအတွက်အရန်ဆိုးရွားတဲ့ performance တစ်ခုပါ။ဘာလို့ဒီလိုဖြစ်ရလဲဆိုတော့ API ထဲမှာ heavy load တွေကို request တစ်ခုထဲမှာအကုန်ပြီးအောင်လုပ်ခိုင်းထားလို့ဖြစ်ပါတယ်။ဒီနေ့မှာတော့ API response time ကို Laravel Queue သုံးပြီး millisecond အတွင်းမှာပြန်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလက်တွေ့ပြပေးသွားမှာပါ။ အားလုံးပဲမင်္ဂလာပါခင်ဗျာ root asset ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ API နေတိစောက်တဲ့အခါ notification ပို့တာ third party API ကိုခေါ်တာဒါမှမဟုတ် data processing ကြီးကြီးမားမားလုပ်တာမျိုးတွေပါလာတတ်ပါတယ်။အဲ့ဒီအလုပ်တွေကို user စီ response ပြန်တဲ့အထိစောင့်ခိုင်းစရာမလိုပဲနောက်ွယ်မှာတီးတန့်အလုပ်လုပ်ခိုင်းဖို့ Laravel Queue ကိုသုံးရပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ကုတ်နဲ့လက်တွေ့စမ်းကြည့်အောင်အရင်ဆုံးကျွန်တော်တို့ရေးထားတဲ့ကုတ်လေးကိုတစ်ချက်ကြည့်ရအောင်ဒီမှာဆိုရင်ကျွန်တော်ရေးထားတာက API endpoint လေးတစ်ခုပဲရေးထားတယ်ဘာလဲဆိုတော့ဒီမှာ test ဆိုရယ်ဒီ API endpoint ကို post request method နဲ့ဝင်လာမယ်ဝင်လာပြီးရင်ကျွန်တော်ဒီ test ဆိုရယ် method ကိုအလုပ်လုပ်မယ် okay အဲ့ဒီမှာအလုပ်လုပ်တဲ့ကုတ်ကိုတစ်ချက်ကြည့်လိုက်မယ်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာ sleep 10နဲ့ sleep 10ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်ဒီနေရာမှာ10 second 10 second တိတိလုံးဝဘာမှမလုပ်ပဲရက်နေမယ်ရက်ပြီးတော့မှဒီကောင်ကို response ပြန်မယ်ဆိုတဲ့အဓိပ္ပာယ်ဒါကကျွန်တော်ဒီ queue job ကိုဆန်းပြဖို့အတွက် visualize လုပ်ထားတာဒီနေရာမှာဖြစ်နိုင်တာက email ပို့တာတွေဖြစ်နိုင်တယ်။ထပ်မဟုတ်တခြားဒီ notification ပို့တာတွေလည်းဖြစ်မယ်။ notification တွေပို့တာလည်းဖြစ်နိုင်မယ်။နောက်ထပ်ဘာရှိအောင်မလဲဆိုတော့ဒီ file processing တွေလည်းဖြစ်နိုင်မယ်ပေါ့နော်ဒီနေရာမှာဒါဘယ်လိုပြောမလဲ user စောင့်နေရမယ့်အခြေအနေမျိုးတွေဖြစ်နိုင်တယ်ဗျာအဲ့လိုမျိုးအဲ့ဒီတော့ကျွန်တော်တို့ကဒီကောင့်ကိုဘယ်လိုရှင်းမလဲပေါ့ဘယ်လိုရှင်းမလဲဆိုတော့အရင်ဆုံးကျွန်တော်ဒီကောင်အရင်စမ်းပြမယ်တော့ PHP artisan စာပေါ့ run လိုက်ပြီ run ပြီးကျွန်တော်တို့မှာ postman တစ်ချက်ဖွင့် postman တစ်ချက်ဖွင့်ပြီးဒီမှာတစ်ချက်ခေါ်ကြည့်လိုက်မယ်ဒါဆိုရင်တွေ့လားဒီမှာ loading response ပြန်လာဖို့ကို loading စောင့်နေရတာတင်းတင်းကြာနေတယ်နော်အတိအကျဆိုရင်တော့ကျွန်တော်10 second ပေါ့နော်ဒါပေမဲ့ဒီမှာ regular response တိုင်းရဆို10 second ထက်ပိုပြီးတော့ကြာတယ်ဒီမှာဆိုရင်ဒီမှာ10.21 second နဲ့ဒါဒီလောက် second ရောင်ကြာတယ်ဒါဆိုရင်ကျွန်တော် API request တစ်ခုခေါ်တာဒီလောက်ထိမကြာသင့်ဘူး user ကဘာလို့လဲဆိုတော့ဒီလိုစောင့်နေရမယ်ဆိုရင် user ကသူကဘာလဲဒီ loading ထိုင်ကြည့်ပြီးစောင့်နေရမှာပေါ့အလုပ်နောက်ကအလုပ်ပြီးအောင်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအလုပ်တွေရှိနိုင်တယ်ပေါ့အဲ့ဒီမှာထားတော့ဗျာကျွန်တော် user register လုပ်လိုက်တယ် register လုပ်တဲ့အချိန်မှာနောက်ွယ်ကနေပါဒီ verification အတွက် OTP ပို့တာပဲဖြစ်ပါတော့အဲ့ဒါကို email မပို့မချင်းကျွန်တော်တို့ဒီမှာ loading လာစောင့်နေလို့မရအောင်လေ user ကိုဒါပါတော့ email ပို့ထားပါပြီဆိုပြီးတော့ပြထားလိုက်မယ်ပြထားပြီးတော့နောက်ွယ်ကနေ email ပို့ပြီးတော့မှသူ့ email ထဲဝင်သွားမယ်အဲ့လိုပုံစံလေးပဲသွားရမှာအဲ့ဒီတော့ကျွန်တော်တို့ဒီပြဿနာကိုဘယ်လို handle လုပ်မလဲဆိုရင် Q job ကိုသုံးပြီးတော့ handle လုပ်ကြည့်ရမယ်ဒါဆိုရင်ကျွန်တော်အရင်ဆုံး job တစ်ခုစောင့်လိုက်မယ်ပေါ့နော် job တစ်ခုစောင့်မယ်ဆိုရင်လွယ်လွယ်လေးပဲဒီမှာ PHP artisan make job ဆိုပြီးတော့ထားပါတော့ HEAV heavy text HEAV က heavy text job ပေါ့ okay ဒါဆိုရင် job တစ်ခု create လုပ်ပြီးသွားပြီဘယ်ထဲမှာ create လုပ်သွားလဲဆိုရင် app ထဲက job တွေကဒီမှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့မှာဒီ job တစ်ခု create လုပ်သွားပြီ create လုပ်သွားပြီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ဒီမှာကျွန်တော်တို့အလုပ်လုပ်မဲ့ကောင်ကဘာလဲ sleep ဖြစ်နေတာပေါ့နော် sleep ဖြစ်နေတာဘယ်နှစက္ကန့်လဲ10 second sleep ဖြစ်နေတယ်ဒါလေးပဲပြီးသွားပြီဒီကောင်လေးထဲမှာထည့်ထားလိုက်ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီ email ပို့တာပေါ့ဒီကောင်လေးအလုပ်လုပ်မဲ့ကောင်ကိုဘာလာလုပ်ပေးရမလဲဆိုရင်ကျွန်တော်ဒီ job ကိုခေါ်ပြီးတော့ dispatch လုပ်ပေးရမယ်ဒါဆိုဒီမှာခေါ်ပေးလိုက်ဒါဆိုပြီးသွားပြီနော်ဒီကောင်ကိုတစ်ချက် use လုပ်ပေးရမယ် okay ဒါဆိုရင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့တစ်ချက်ပြန် run ကြည့်လိုက်မယ်နော် visualizer ဒီမှာအလုပ်လုပ်တဲ့ပုံစံခုနကကြောက် sleep time ဆိုဒီနေရာမှာလုံးဝ10 second တိတိစောင့်ပြီးတော့မှအလုပ်လုပ်တာဒါပေမဲ့အခုကကြတော့ဒီ heavy job ကိုဘာလုပ်လိုက်လဲဆိုတော့ဒီနောက်ကိုပို့လိုက်တယ်ပို့လိုက်တော့ဒီထဲမှာဒီမှာ10 second သွားပြီးတော့ sleep နေတယ်ဒါဆိုဒီထဲမှာကျွန်တော်ခုနကပြောတဲ့ဒီ email ပို့တာမျိုးတွေ notification ပို့တာမျိုးတွေဒီ file processing လုပ်တာမျိုးတွေကဒီထဲမှာသွားစောင့်နေရမှာပေါ့နော်အဓိကတော့ဒီ sleep time ဆိုတာကကျွန်တော်ကဒီ wait ဖြစ်နေရအကြာနေရဆိုတဲ့အလုပ်တစ်ခုကို example အနေနဲ့ visualize လုပ်ပြတာပဲတကယ် reality ကြရင်နော်မိတ်ဆွေရဲ့ business logic တွေဒီ heavy text တွေရှိနေမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကိုတစ်ချက်ပြန်စမ်းကြည့်မယ်ဆိုတော့ဒီမှာနော်ဒီကောင်ကိုဘယ်လိုမြင်မလဲဆိုတော့ဒီမှာ sleep time ကိုဒီလိုရေးထားလို့ပဲဒီထဲမှာသွားရေးထားလို့ပဲမြင်လိုက်ဒါပေမဲ့10 second တော့သူစောင့်နေအောင်လားပေါ့တစ်ချက်စမ်းကြည့်မယ်စမ်းဝင်လိုက်လိုက်ဒါဆိုတွေ့လားဒီမှာချက်ချင်း response ပြန်လာတယ်မှာ milli second ပဲကြာလိုက်တယ်နော် milli second ပဲကြာလိုက်တယ်ဒါပေမဲ့ဒီမှာဘာဖြစ်နေလဲဆိုတော့ဒီ10 second sleep ရတဲ့အလုပ်ကိုဘယ်မှာနောက်ွယ်မှာသွားလုပ်နေရနောက်ွယ်မှာအလုပ်လုပ်နေရနော် queue ထဲမှာသွားပြီးအလုပ်လုပ်နေရအဲ့ queue နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ queue ကိုသုံးမယ်ဆိုရင်ဒီ env ထဲမှာတစ်ချက်သွားကြည့် env ထဲမှာဘာရှိလဲဆိုရင်ကျွန်တော်တို့ဒီတစ်ချက် scroll ဆွဲလိုက်ပါတော့အောက် scroll ဆွဲသွားလိုက်
school ဆွဲသွားလိုက်မယ်ဆိုရင်ကျွန်တော်ဘယ်မှာရှိလဲဆိုတော့ဒီမှာ Q connection ဆိုတဲ့ကောင်ရှိတယ် Q connection မှာ database ကတော့ကျွန်တော် .4 ပဲကျွန်တော်ရဲ့ဒီ database ကိုသုံးတာအဲ့လိုမဟုတ်ဘဲနဲ့မိတ်ဆွေက Q အတွက် Redis ကိုသုံးချင်တာမျိုးလားတခြားသောဒီ driver တွေသုံးချင်တာမျိုးလားပေါ့နော်အဲ့လိုသုံးမယ်ဆိုရင်ဒီနေရာမှာတစ်ချက်လာပြင်ပေးဖို့လိုမယ်ကျွန်တော်ကလောလောဆယ်ကဒီ Q shop ကိုပြောနေဖြစ်တဲ့အတွက်ဒါတွေကိုမပြောသေးဘူးဒီကောင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတခြား view တွေခွဲပြီးတော့ဆက်ပြောသွားမယ် okay ဒါဆိုရင်ကျွန်တော် text ကပြီးသွားပြီအလုပ်လုပ်သွားတယ်ဒါပေမဲ့ဒီကောင်တကယ်အလုပ်လုပ်မလုပ်ကိုကျွန်တော်ဘယ်လိုသိမလဲဘယ်လိုသိနိုင်လဲပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒီ job တွေကိုအလုပ်လုပ်တာကိုကြည့်ဖို့အတွက်ဆိုကျွန်တော်ကဘာနဲ့ကြည့်ရလဲဆိုတော့ PHP artisan keyword ဆိုတဲ့ command နဲ့ကြည့်ရတယ်နော်ဒါဆိုဒီကောင် run ထားလိုက် run ထားမယ်ဆိုရင်ကျွန်တော်ဒီမှာheavy text job တဲ့ job ဆိုပြီးဒီမှာ running ဖြစ်နေရင်ပြီးရင်သူပြီးတော့ job တစ်ခုပြီးသွားတဲ့အချိန်ကျရင်ဒီမှာဟိုတစ်ခုထပ်ပေါ်လာလိမ့်မယ်ပေါ့နော်ထားပါတော့အဲ့ဒီမှာ dance ဆိုပြီးပေါ်လာတယ်လားဒါဆိုရင် job တစ်ခုပြီးသွားတာပဲဒါဆိုရင်ကျွန်တော်ဒီမှာဆိုရင်တော့နည်းနည်းလေးဟို time တစ်ခုနဲ့တစ်ခုကြာဘယ်လောက်ကြာလဲဆိုတော့လောက်ကြာတယ်ပေါ့နော်တကယ်ဆို10 second ဆိုတော့ဟုတ်ပါလေဒီမှာ42 second ကနေ52 second အတွင်းဆိုတော့ဒါဆိုရင်မှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါ job တစ်ခုပြီးသွားတဲ့အချိန် okay ထားပါတော့ကျွန်တော်ဒီမှာတစ်ချက်ပြင်ပြီးတော့စမ်းလို့ကြည့်လိုက်မယ်နော်နော်စမ်းလိုက်တယ်ဒါ response ကဒီမှာ25 millisecond တွင်ပြန်လာတယ်နော်ဒါပေမဲ့ကျွန်တော်ဒီမှာနောက်ကွယ်မှာသွားကြည့်လိုက်တွေ့လားဒီမှာ running ဖြစ်နေတယ်ဒီမှာအချိန်ကဒီလောက်မှာတွေ့လားဒီကောင် run နေရမပြီးသေးဘူးဒီနောက်ကွယ်မှာဒီ10 second စောင့်နေရကောင်မပြီးသေးဘူးဆိုတဲ့အတိတ်ပဲအဲ့မှာ database တွေကို file သွားသိမ်းတာပဲဖြစ်ဖြစ်တပ်ပါတီ API ကိုသွားခေါ်တာဖြစ်ဒီကောင်လည်းနောက်ကွယ်မှာလှုပ်နေတာ okay ဒီမှာတွေ့လား23 second မှာပြီးတော့ဆိုဒါ10 second အတိအကျမှာပြီးသွားတာပဲအဲ့လိုမျိုးကျွန်တော် keyword ကိုခေါ်ပြီးတော့ဒီလိုမျိုးလဲကြည့်လို့ရတယ်ဒါကတော့ကျွန်တော်ဒီ Q6 ကိုသုံးတဲ့ပုံစံအဓိကအလုပ်လုပ်တာဘာမှခဲတော့မဟုတ်ဘူးကျွန်တော်တို့ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ request တစ်ခုဝင်လာတဲ့ဒီ API ပဲဝင် API ကဝင်လာတဲ့ request ပဲဖြစ်ဖြစ်ကျွန်တော်ဒီမိတ်ဆွေဒီ Laravel ထဲမှာပဲဟို front end back end အကုန်ပေါင်းရှင်းနေလို့ပဲဖြစ်ဖြစ်ပေါ့နော် request တစ်ခုဝင်လာတယ်ဆိုရင်ဒီမှာအလုပ်တွေလုပ်ကြမယ့်ကောင်တွေရှိတယ်အဲ့ဒီအလုပ်လုပ်ကြမယ့်ကောင်ကလည်းအချိန်ကြာမယ်ဗျ user ကိုလုပ်တဲ့အကြာကြီးစောင့်ခိုင်းရနိုင်တယ်အမှတက်ပါတီ API ကိုခေါ်လိုက်တယ်ဗျခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ထားပါတော့ခေါ်လိုက်တဲ့အချိန်မှာ user ကအဲ့တက်ပါတီ API ကို response ပြန်မလာမချင်းဒီကောင်ကိုစောင့်နေမှာထားပါတော့တက်ပါတီ API က15 second လောက်ကြာမယ်စက္ကန့်20လောက်ကြာမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုသွားလုပ်မလဲပေါ့ဒါဆိုရင်အမှ time ပတ်ပြီလေဟုတ်တယ်မလားအဲ့လိုမျိုးအလုပ်တွေအတွက်ကိုကျွန်တော်တို့ကဒီလိုမျိုး job ခွဲပြီးလုပ်လိုက်လို့ရတယ်ဒါဆိုရင်သူကနောက်ွယ်မှာ Q နဲ့အလုပ်လုပ်သွားတယ်ဒီ Q job ရဲ့ concept ကတော့ဒါပါပဲเนาะဘာမှဟိုအရန်ရှုပ်တာမရှိပါဘူးမိတ်ဆွေတို့ project မှာဒီ heavy လုပ်တွေပါတယ်ဆိုရင်ဒီလိုမျိုးစမ်းသုံးကြည့်ဖို့အကြံပြုချင်ပါတယ် okay အနည်းချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုရင်တော့မိတ်ဆွေတို့မှတ်ထားရမှာက user ချက်ချင်းသိဖို့မလိုတဲ့အလုပ်မှန်သမျှကို queue ထဲမှာထည့်ထားလိုက်အဲ့ဒါအကောင်းဆုံးပဲเนาะဒါဆိုရင်မိတ်ဆွေရဲ့ app က API က first ဖြစ်မယ်ပြီးရင် mobile app တွေကခေါ်တာပဲဖြစ် web app တွေကခေါ်တာပဲဖြစ် user က loading ဖြစ်နေတာမျိုးမဖြစ်တော့ဘူး time out error တွေလည်းကင်းဝေးသွားလိမ့်မယ်ပေါ့เนาะ okay ကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောသွားတာက Laravel Q ရဲ့အခြေခံအလုပ်လုပ်ပုံဖြစ်ပါတယ်တကယ် real project တွေမှာဒီ concept က machine မဖြစ်လို့တဲ့ skill တစ်ခုလည်းဖြစ်တယ်လို့ပြောလို့ရတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ Root Asset YouTube channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးเนาะနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်